ဘာသာရေးကျွန်တော်တို့ပြောလို့တော့မကောင်းပါဘူးဒီလိုပဲမိသားစုကြောင့်ရေးထားတဲ့ခြေလေးတစ်ခုကျွန်တော်ဆိုပြချင်ပါတယ်လက်ရှိညီမလေးလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီရှင်ကိုရေးပြီးဆိုပေးရတယ်Mama,